အားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်ကျော်စိုးပါ People Media ဖြစ်ပါတယ်ခင်ဗျာဒီနေ့မေလ10ရက်နေ့ထူးခြားတဲ့သတင်းချို့ကောင်းလို့ပြီးတင်ပြပေးတော့မှာဖြစ်ပါတယ်ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့ဒီ IFA သတင်းဌာနလုံးဝညီကုန်းချွတ်သွားတဲ့အချိန်တွေပါအဲ့တော့ IFA သတင်းဌာနအပါအဝင်ပြည်ပမီဒီယာတွေအားလုံးပြီးကျွန်တော်တို့ဒီထိုင်းမှာရှိနေတဲ့စစ်သွေးကြွမီဒီယာအုပ်စုတွေအားလုံးကသူတို့လွတ်လပ်သောမီဒီယာပါလို့အမြဲတမ်းကြွေးကြော်ပါတယ်လွတ်လပ်သောမီဒီယာအမိကိုကင်းသောမီဒီယာလို့ကြွေးကြော်ပါတယ်ဒီပြည်တွင်းမှာရှိတဲ့မီဒီယာတွေဆိုကျွန်တော်တို့ဒီဘောမမီဒီယာစစ်တပ်ထောက်ခံတဲ့မီဒီယာစစ်တပ်အားပေးမီဒီယာအမျိုးမျိုးသူတို့ဆွဆွဲပါတယ်ဟိုလူကပေးတယ်ဒီလူကပေးတယ်ပေါ့ဗျအမျိုးမျိုးသူတို့ဆွဆွဲပါတယ်အဲသူတို့ကြတော့လွတ်လပ်သောမီဒီယာအမိကိုကင်းသောမီဒီယာသူကနောက်ပြီးလာသေးတယ်ຫນွေဦးမီဒီယာတို့ဒီမိုစီမီဒီယာတို့အစသဖြင့်ပေါ့ဗျာသူတို့ခောက်လို့ကောင်းခေါင်းနေတဲ့မျိုးမျိုးပေးကြပါတယ်အဲ့လိုပေးကြတဲ့မှာ IFA သတင်းဌာနတို့ကျွန်တော်တို့ VOA တို့ပါပါတယ်ထို့တူပါပဲကျွန်တော် BBC တို့ပါပါတယ်မီဒီယာတွေအများကြီးပါပဲလက်ရှိဒီစစ်သွေးကြွအုပ်စုမီဒီယာတွေအားလုံးကအတန်နဲ့ပဲထွက်ပါတယ်မနေ့ကကျွန်တော် IFA သတင်းဌာနကသူတို့မီဒီယာအနေနဲ့ဗန်နာငွေအခက်အခဲကြောင့်လုံးဝရပ်ဆိုင်းလိုက်ရတော့မယ်ဆိုပြီးတော့သူတို့တရားဝင်ထုတ်ပြန်ပါတယ်အဲ့တော့ဒီမီဒီယာတွေကခင်ဗျားတို့သိပါလိမ့်မယ်ကျွန်တော်တို့ကအမီကိုကင်းသောမီဒီယာအဲ့တော့အမီကိုကင်းသောမီဒီယာဆိုရင်သူတို့ကိုယ်တိုင်ရအောင်ရက်တည်သူတို့ရအောင်ရက်တည်လိုက်ရအောင်ရက်တည်ဘယ်သူပေးစာကမ်းစာမှမစားနဲ့ဒီမီဒီယာတွေဘာကြောင့်ရဲရလဲဆိုရင်ဒီသမ္မတဒေါ်နယ်ထရန့်အမေရိကန်သမ္မတဒေါ်နယ်ထရန့်တက်လာပြီးတဲ့နောက်ပိုင်းမှာဒီ USAID ကိုသူတို့စပြီးတော့ကင်တွဲလာတယ်ကင်တွဲပြီးတဲ့နောက်ပိုင်းမှာဒီ USAID ကနေပြီးတော့ဖြန့်ခွဲတဲ့ကျွန်တော်တို့တစ်ဖက်မှာကျွန်တော်တို့ဒီနိုင်ငံရေးကောင်းစဉ်နဲ့လက်ရှိဒီပြည်လို့မှရှိတဲ့ NUG အုပ်စုပေးတဲ့ငွေကြေးထောက်ပံ့နေရှိတယ်ပြီးတော့လက်နက်ကိုင်အဖွဲ့တွေပေးတဲ့ငွေကြေးတွေရှိတယ်ပြီးတော့ကျွန်တော်ထိုင်းမြန်မာနယ်စပ်မှာဒုက္ခသည်စခန်းရှိတယ်အဲ့တော့သူတို့ကအများနဲ့ဒုက္ခသည်ပဲပေးစာကမ်းစာထိုင်စားနေတာခင်ဗျားဗျာကျွန်တော်တို့ကလေးဆိုရင်တော့9နှစ်လောက်ဆို3နှစ်ကနေ9နှစ်တွဲဆိုလမ်းလျှောက်တက်နေပြီအဲ့ဒီဒုက္ခသည်တွေအကုန်လုံးအမေရိကန်ရဲ့ပေးစာကမ်းစာမျောပြီးစားနေတာဒုက္ခသည်ဘာအလုံးမှလည်းမလုပ်ဒုက္ခသည်ဆိုထိုင်းမြန်မာနယ်စပ်မှာဗျအဲ့မှာကန်ကြီးတွေပေါ့ဗျရွာကြီးလိုပုံစံကြီးအဲ့မှာကျွန်တော်တို့ဒီ USAID နဲ့တောက်လျှောက်သူတို့ပတ်စံတွေပံ့ပိုးတယ်ရိတ်ခါတွေပံ့ပိုးတယ်ကျမ်းမာရေးစေဝါစသဖြင့်ပံ့ပိုးတာပေါ့ဗျာပံ့ပိုးအဲ့ဒီငွေနဲ့သူတို့အလုပ်ဖြစ်နေတာအဲ့မှာရှိတဲ့လူတွေကလည်းအလုပ်လုပ်တဲ့သူတွေမဟုတ်ဘူးထိုင်းမှာရှိတဲ့မြန်မာရွှေပြောင်းလုပ်သမားတွေကမှခင်ဗျာထိုင်းမှာရှိတဲ့အလုပ်ကိုရအောင်လုပ်ပြီးတော့သူရက်တီပြီးတော့ပတ်စံရှာပြီးစားကြသေးတယ်အဲ့ဒီဒုက္ခသည်ဆိုတဲ့အမိခံကခင်ဗျာသူတို့ဥဝဲကနေအသက်9နှစ်အရွယ်လောက်ပတ်လေကသူတို့ဒီထိုင်းကိုရောက်တယ်ဒုက္ခသည်မိနဲ့သူတို့အဖေတွေမိနဲ့ပါလာတယ်သူတို့အဖေတွေမိလည်းသေသွားပြီသူတို့လည်းလက်ရှိခင်ဗျာလေဦးသားမွေးလည်းလုံနေပြီအဲ့ဒါတော့မှခင်ဗျာဒုက္ခသည်ပဲအမိခံတယ်အဲ့တော့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကအဲ့ဒီငွေကြီးအကုန်ရပ်လိုက်တော့အဲ့မှာတောင်းတင်ရောပြီးခဲ့တဲ့ရက်ကကျွန်တော်တို့ဒီတာချီလေး New Agency ပေါ့အဲ့ဒီ agency လည်းပြတ်သွားပြီစစ်သွေးကြောအုပ်စုတွေဒေါ်နယ်ထရန့်ကိုဘယ်သူတွေမုန်းကြလဲဆိုရင်ဒေါ်နယ်ထရန့်ကိုမုန်းတာကခင်ဗျာသူအမေရိကန်မှာနိုင်ငံမှာရှိနေတဲ့အုပ်စုတွေမဟုတ်ဘူးဒေါ်နယ်ထရန့်ကိုမုန်းတဲ့တဲမှာ VOA လည်းပါတယ် VOA သတင်းတောက်တွေပေါ့စသဖြင့်အဲ့ဒီရဲ့ crew တွေအကုန်ပါတာပေါ့ပြီးတော့ကျွန်တော်တို့ IFA အုပ်စုတွေပါမယ်ပြီးတော့ကျွန်တော်တို့ဒီထိုင်းမြန်မာနယ်စပ်မှာရှိတဲ့ဒုက္ခသည်အမိခံတောင်းကျမ်းသူတွေပါမယ်ပြီးရင်ကျွန်တော်တို့နိုင်ငံသားအမိခံတောင်းကျမ်းသူတွေပါမယ်ပြီးရင်ကျွန်တော်တို့ဒီလက်နက်ကိုင်စစ်သွေးကြွလက်နက်အုပ်စုတွေပါမယ်အဲ့ဒီအုပ်စုကဒေါ်နယ်ထရန့်ကိုအရန်မုန်းတယ်မုန်းရတဲ့အကြောင်းရင်းကသူတို့ရဲ့ရခိုင်ကကျွန်တော်တို့သမ္မတအဆက်ဆက်ကထောက်ပံ့တဲ့ငွေကြေးတွေကိုဒေါ်နယ်ထရန့်ကရပ်တန့်လိုက်လို့အဲ့တော့ကျွန်တော်တို့ကတော့သမ္မတဒေါ်နယ်ထရန့်ကိုသဘောကျတယ်ဗျဘာမှအလုံးမဖြစ်တဲ့ပတ်စံဘာလို့သုံးနေမှာလဲဗျသူ့နိုင်ငံတော်လည်းအလုံးမဖြစ်ဘူးသူ့နိုင်ငံသားတွေစီးပွားမဖြစ်ဘူးအလကားကမှတင်ကျွေးထားတာကဲတင်ကျွေးထားတာဗျနိုင်ငံရဲ့ပတ်စံတော်ခင်ဗျာကုန်တာနဲမှမလဲတာမနဲဘူးလေအဲ့တော့ခင်ဗျာIFA လည်းခွက်ပြောက်သွားပြီအဲ့ USAID အောက်မှာ IFA တို့ဒီ VOA တို့ပါတာပေါ့ဗျာပါတဲ့ခါကျတော့သူတို့ပါကျွန်တော်တို့ငွေကြေးဖြတ်တော့လိုက်တော့သူတို့ပါရက်သွားပြီ VOA ရတော့ပြီးခဲ့တဲ့ကာလမှာသူတို့ရန်နာတော့မယ်ဆိုတရားဝင်ထုတ်ပြန်တယ်အဲ့ဒီနောက်ပိုင်းမှာကျွန်တော်တို့မနေ့က IFA လည်းထုတ်ပြန်တယ်အဲ့တော့ IFA အနေနဲ့ကအလုံးမရှိရင်ဒီပြန်ကြားရေးဝန်ကြီးဌာနလာအလုပ်လာလျှောက်ပါလားလက်ရှိဒီနာဆာကအောက်ကပြန်ကြားရေးဝန်ကြီးဌာနရှိရလေအဲ့မှာခင်ဗျားတို့အလုပ်လာလျှောက်ကြပါလားအလုပ်လာလျှောက်ကြပါခင်ဗျားတို့အမအလုပ်တွေခေါ်နေလူတွေခေါ်နေတယ်ဘာဖြစ်လို့ဆိုတော့လက်ရှိအမှကျွန်တော်တို့ဒီ IFA အုပ်စုတွေထိုင်းမှာရှိ IFA အုပ်စုတွေလက်ရှိကျွန်တော်တို့အလုံးလက်မဲ့တွေဖြစ်နေကြပြီအလုံးမရှိတော့ဘူးသူတို့တော်လိုင်းရောင်ဘာရောင်တောင်းရောင်မြောက်ရောင်ပေါ့ဗျာရောင်ဟိုရောင်ဒီရောင်လေးအလုံးမရှိအကင်မရှိဖြစ်တယ်အလုံးမရှိအကင်မရှိဖြစ်တော့သူကဘာတွေထက်လုပ်လိုက်ဆိုတော့ဒီအလုံးသမားကြီးဆောင်ရွက်သူပေါ့ဗျာအလုံးသမားကြီးဆောင်ရွက်သူဆိုပြီးတော့အဲ့ဒီလူတွေနဲ့တပည့်ခံရှောက်လိုက်တယ်ပြီးတော့ကျွန်တော်တို့ဒီထိုင်းမြန်မာနယ်စပ်မှာကြီးဆက်ယုံတွေကနေပြီးတော့NUG ကလာစီဆက်ကြီးကောက်တယ်အဲ့ဒီမှာသူတို့တောင်းခံနေအနေနဲ့သူလုံနေကြတယ်ဘောကတော့ပြတ်သွားပြီခွေးဖြစ်သွားပြီပေါ့ဗျာခွေးဖြစ်သွားပြီဒေါ်လာစားတွေခွေးဖြစ်သွားပြီဘာကြောင့်ခွေးဖြစ်ရလဲဆိုရင်တိုင်းပြည်ကိုဖျက်ဆီးတဲ့သူတွေတိုင်းပြည်ကိုခေတ်ဆက်ဗျာကျွန်တော်ကိုမောင်ဆိုးပါကျွန်တော်ဟိုပါကျွန်တော်ဝါရှင်တန် DC ကလွတ်ပါတယ်အဲ့ဒီတန်ကနားတော့မှမရှိတော့ခွက်ပြောက်သွားပြီတေချာတာကတော့ကျွန်တော်တို့ဒီသမ္မတဒေါ်နယ်ထရန့်လက်ထက်မှာသူ့ရဲ့တန်တွဲမှာဒီတန်တွေလုံးဝစိတ်သုံးသွားပြီပြီးသွားပြီအဲ့တော့လက်ရှိဒီမြန်မာနိုင်ငံအခင်းချင်းဒီလိုအခင်းချင်းဖြစ်လာအောင်နောက်ကနေပြီးတော့မီးရှို့ပြတယ်အဲ့ဒီမီဒီယာတွေပါတယ်အဲ့ဒီမီဒီယာတက်လို့သေးတဲ့လူတွေမနေဘူးရကျွန်တော်တို့ကဒီပြည်တွင်းမှာရှိတဲ့မီဒီယာတွေကတက်ပါလို့တလုံးမှမပြောဘူးပြည်သူချင်းညီညွတ်ဖို့စိတ်ဝမ်းကွဲမှုတွေမဖြစ်ဖို့ကျွန်တော်ဒီလိုပဲပြောတာဟိုကတော့မဟုတ်ဖုန်းတို့တက်ငါတွေတက်ဆရာဆရာမတွေဖန်တက်နိုင်ငံဝင်တွေတက်သူကဒလန်မျိုးစုံပေါ့ဗျာမျိုးစုံပေါ့ဘာပဲဖြစ်ကြောတူရောကျိုးပေးကြတာပဲဗျာမသေးရင်ဝက်လေတော့အဲ့လားမသေးရင်ဝက်လေကြတာလာလိုက်မယ်ကျွန်တော်အဲ့မှာထိုင်းမြန်မာနယ်စပ်မှာရှိတဲ့စစ်သွေးကြအုပ်စုမီဒီယာတွေရှိသေးတယ်လာလိုက်မယ်ခွက်ပြောက်လိုက်မယ်အခုတော့ကျွန်တော်တော်တော်လေးတော့ခွက်ပြောက်နေပြီနည်းနည်းလေးပေါ့ဒီအသက်ရှူပေါက်လောက်ပဲကျန်တော့တယ်ခွက်ပြောက်နေပြီလာလိုက်မယ်
လာလိမ့်မယ်ကျွန်တော်တိုင်းပြည်ကိုသစ္စာပေါက်တဲ့သူတွေရဲ့လမ်းတော့ကျွန်တော်အနေနဲ့မြင်တော့ဒီလမ်းကိုပဲသွားကြတာပါပဲလာလိမ့်မယ်ခင်ဗျာတာလုံဆောင်တော့ပါတော့ဒီကောင်လေးကြောင့်ခင်ဗျာသေသွားတဲ့မိသားစုမနေဘူးပဲဒီကောင်ကြောင့်ဘဝပြတ်သွားတဲ့သူမနေဘူးပဲလူငယ်လူငယ်တွေမနေဘူးပဲလာလိမ့်မယ်ဝက်လဲလိမ့်မယ်နောက်ဆုံးအဲ့ဒီမီဒီယာခင်ဗျာနောက်ဆုံးခင်ဗျာသွေးအံပြီးသေးတာပဲဖြစ်လာလိမ့်မယ်သွေးအံပြီးသေးဆိုအလကားကျွန်တော်အခြားပြောတာမဟုတ်ပါဘူးအဲ့ကောင်တွေကခင်ဗျာညနေဘက်ဆိုခင်ဗျာအရက်ကောင်းကောင်းနဲ့ကစ်နေတာနေတိုင်းသူအရက်တောက်ပြီးတော့စိတ်ကူးပေါက်တဲ့တဲ့င်းတွေဟိုနေမှာစစ်ကောင်စီဗယောက်သေးဒီမြောက်သေးဆိုရှောက်ရေးနေတာတောင်းကြီးမြောက်ရေးပေါ့ဗျာခင်ဗျာအထားပါတိုက်ပွဲတစ်ခုဖြစ်တယ်ခင်ဗျာဒီမှာကဲဘယ်သူကအလောင်းတော့ဆက်မှာတက်ကဘယ်နှစ်ယောက်ကြာတယ်ဟိုကဘယ်နှစ်ယောက်ကြာဘယ်သူကအလောင်းတော့ဆက်မှာခင်ဗျာသိချာစဉ်းစားကြည့်ခင်ဗျာဒီလောက်တိုက်ပွဲတွေဝုံလက်နဲ့ကြဟိုကကြဒီကကြတယ်ခင်ဗျာဘယ်သူကသွားစစ်မှာအယောက်20ကြာတယ်အယောက်30ကြာဘယ်သူကသွားစစ်မှာလဲဘယ်သူကသွားစစ်မှာလဲအဲ့တော့တေချာတာကတော့ခင်ဗျာဒီလက်နက်ကင်အဖွဲ့တွေအားလုံးကပြည်ပနိုင်ငံတနိုင်ငံရဲ့အထောက်ပံ့မပိုင်သူရက်တီလို့မရဘူးဒါတော့သဘောပဲဒါတော့ကျွန်တော်တို့ဒါကျွန်တော်တို့သူ့ရဲ့ဒီလက်ပတ်တဲ့လမ်းစစ်ပဲလက်နက်ကင်အဖွဲ့တွေအားလုံးကသူ့ရဲ့နောက်ွယ်ကနိုင်ငံတစ်ခုရဲ့ပံ့ပိုးမှုမရှိရင်သူတို့လုံးဝရက်တီလို့မရဘူးသူတို့ပံ့ပိုးမှုရှိနေတဲ့အချိန်ဆိုသူတို့အသက်ရှင်နေကြမှာပေါ့အဲ့တော့ပံ့ပိုးမှုကတဖြည်းဖြည်းရောလာပြီဆိုရင်သူတို့ရဲ့အရှင်ရတယ်တဖြည်းဖြည်းကျသွားမှာဖြစ်ပါတယ်ဒုတိယသင်ဖို့ဆက်ပြီးတင်ပြပေးချင်ပါတယ်အဲ့တော့ကျွန်တော်ဒီလက်ရှိဒီရက်ပိုင်းမှာအမနက်ကတော့နောက်ဝင်နေဆိုပြီးတော့ဗျာကြက်အရှင်ကြီးကိုတကောင်ဖမ်းလာတယ်ယူလာပြီးတော့အရှင်ကြီးကိုစားတာခင်ဗျားတို့လည်းမြင်မှုပဲထဲပါတယ်နောက်ဝင်အဲ့လိုဝင်လာတာကျွန်တော်မေးကြည့်တာနက်ကအဲ့လိုဝင်လာတာခင်ဗျာအဲ့မှာရှိနက်နဲ့ပတ်သက်တဲ့ခင်ဗျာစာအုပ်ဒီစာအုပ်တွေရှိတယ်ထုတ်ထားတဲ့ဒီပညာရှင်ရေးထားတဲ့စာအုပ်တွေရှိတယ်နက်ကနက်ဝင်အဲ့လိုကြက်သားတွေဒီလိုအစိမ့်စားခါမစားဘူးကြည့်လိုက်ခင်ဗျာအဲ့နက်နဲ့ဒီနက်မြန်မာနိုင်ငံမှာရှိတဲ့ဒီနက်တွေနက်ကဘယ်နှပါရှိတယ်ဘယ်နက်ကဘယ်ရစသဖြင့်ဒီနက်တွေနဲ့ပတ်သက်တဲ့အကြောင်းအရာရေးသားထားတဲ့စာအုပ်တွေရှိတယ်အဲ့ဒီထဲမှာဒီနက်ကဝင်နေဆိုရင်ဒီအသားစိမ်းငါးစိမ်းကျွေးရတယ်လို့မပါဘူးကျွန်တော်မတွေ့ဘူးတချို့တော့ရတယ်လူလောက်တာသူတို့လက်လာပါပုံမျိုးလူလောက်တာဘလောက်ဆိုးသွားလဲဗျာခင်ဗျာအဲ့ဒီမြင်ကွင်းနေရခင်ဗျာလူတွေရဲ့စိတ်ကိုခင်ဗျာကြည်နူးစိတ်မဖြစ်စေဘူးခင်ဗျာကျွန်တော်တို့အဲ့ဒါကြီးအန်အောင်အန်နေတယ်ဒီကြက်ကြီးကိုဗျာခင်ဗျားတို့လည်းကြည့်ပါလိမ့်မယ်ဒီကြက်ကြီးကိုဗျာကြက်ကြီးကိုကိုင်ပြီးတော့ခေါင်းကနေဆွဲပြီးစားတာပြီးရင်ကြက်ကြီးကိုဆွဲဖြဲရင်ဝါကိုဆွဲဖြဲပြီးဦးရီစားတဲ့ကလီစာကြီးစားဘလောက်ဒီဆိုလဲအဲ့ဒါနတ်ဝင်လာတာကျွန်တော်မေးကြနတ်ဝင်အဲ့ဒီလိုဝင်လာတာကျွန်တော်ရည်စရာတစ်ခုအနေနဲ့ကျွန်တော်ပြောပြအောင်မယ်ကျွန်တော်တို့အရင်တော့ကျွန်တော်တို့အဖေတွေမေးရဟိုလောက်တယ်ဒီနက်ဒီပိုင်းတင်ကြတယ်ပေါ့ဗျာနက်ဒီပိုင်းတင်တယ်ဟိုနက်ဒီပိုင်းတင်တယ်ဆိုတော့ကျွန်တော်တို့ခင်တော့နတ်ဝင်တယ်ပေါ့ဗျာနတ်ဝင်တယ်ဆိုပြီးတော့အလားနဲ့ကျွန်တော်တို့ကလည်းဒီတော့ရွတ်တယ်လို့ဆိုတော့ဗျာအချက်တွေတိုက်တာပြီးလည်းပြောနတ်ဝင်မဝင်တော့မသိဘူးအဲ့ဒီနတ်အဲ့ဒီဟိုပါပေါ့အဲ့နတ်ကတော့ထမ်းမျိုးထုတ်ရတယ်ထမ်းမှာထုတ်ရတယ်အဲ့တော့တချို့အရာတွေကခင်ဗျဘလို့မှခင်ဗျယုတ်တိပေတာမကြောက်ဘလို့မှမဖြစ်နိုင်ဘူးခင်ဗျမရှိဖို့ရှိလိမ့်မယ်တို့တော်လည်းပဲဒီလိုမျိုးခင်ဗျကြက်ကိုအစိမ်းစားတာတော့မဖြစ်နိုင်ဘူးကျွန်တော်တို့ဖတ်ဘူးတဲ့စာအုပ်ထဲမှာမရှိဘူးဒါတွေကကျွန်တော်တို့အမြင်လည်းမတင်တယ်ဘူးဒါတွေကခင်ဗျဟိုအကောင်းဘက်ကိုလည်းမရှုနိုင်ဘူးခင်ဗျအသားစိမ်းငါးစိမ်းစားတာဗျာအသားစိမ်းငါးစိမ်းစားတာခင်ဗျလူကောင်းတွေကဘယ်လူကောင်းမှအသားစိမ်းငါးစိမ်းမစားဘူးခင်ဗျားတို့ကြိုးလို့ကြည့်လိုက်အသားကူခင်ဗျားတို့ဒီကြက်တွေဝဲလာတယ်နော်ခင်ဗျားကြက်တွေဝဲလာဆိုကြက်ကိုတေချာဆေးကြောပြီးတေချာဆေးကြောဟင်းခါဝေးကြရင်ထဲစီမွေးတွေပါတက်အစစ်စစ်ကြက်ပြီဆိုမှစားကြတာအဲ့တော့ဒီလိုမျိုးအသားစိမ်းငါးစိမ်းကိုစားရဲဆိုတာခင်ဗျာလူကောင်းလားလူဆိုးလားဆိုတာခင်ဗျာသိလိမ့်မယ်ဘလောက်ဆိုးသွားလဲဗျာနတ်ဝင်အဲ့ဒီလိုဝင်တာတော့ကျွန်တော်မေးချင်တာကဲဘလောက်ဆိုးသွားလဲပတ်ဝန်းကျင်မှာလည်းကျွန်တော်အမြင်မတက်တယ်ဘူးအဲ့လိုလူမျိုးတွေနတ်ဝင်မဝင်ခေါ်ပြီးတော့နောက်တစ်ကောင်ထပ်စားခိုင်းလဲဘယ်နှကောင်စားမလဲကျွန်တော်ဆိုရင်တော့ခင်ဗျာထိုင်ပြီးတော့ဘယ်နှကောင်စားမလဲစားခိုင်းပါဘလောက်မှရိုင်းထားလဲဗျာခင်ဗျာဘလို့မှအမြင်မတက်တယ်ဘူးတေချာတော့အဲ့မှာနတ်နဲ့ပတ်သက်တဲ့ခင်ဗျာစာအုပ်တွေရှိတယ်အဲ့ဒီစာအုပ်တွေမရေးထားဘူးအဲ့ဒီလိုနတ်တရားဝင်အဲ့လိုစားရတယ်လို့မပါဘူးကျွန်တော်တို့လည်းနတ်နဲ့ပတ်သက်ပြီးကျွန်တော်မိတ်ဆွေတွေရှိပါတယ်ရှိပါဘူးကျွန်တော်တို့တကယ်ဟိုပါပေါ့ဒီနတ်ပွဲအကြီးတွေကားတယ်မိတ်ဆွေတွေရှိပါတယ်အဲ့လိုမြင်ဝင်တစ်ခါမြင်ဘူးကျွန်တော်ငယ်တော့နတ်ပွဲကိုရှောက်လိုက်တာမရှိပါဘူးအဲ့လိုမရှိပါဘူးမဟုတ်ပါဘူးတချို့ကကျွန်တော်တို့ဒီဘာပဲဖြစ်ဖြစ်သူသက်ဆိုင်ရာအဖွဲ့လည်းဝင်ပြီးထိန်းသိမ်းမှုလုပ်တယ်ဗျအမြင်မတည့်နဲ့ဒီနေရာမှာကျွန်တော်တို့ကလေးသူငယ်တွေကြည့်လိုက်ပြီးသူကလေးတွေရဲ့စိတ်ထဲမှာဘယ်လိုမျိုးတွေခံယူသွားမလဲပြီးလူငယ်တွေကြည့်လိုက်မယ်ဆိုရင်ဘယ်လိုမျိုးတွေခံယူရမလဲဒါတွေကကျွန်တော်အမြင်တက်တဲ့ကိစ္စမဟုတ်ဘူးခင်ဗျာနောက်ဆုံးပြခင်ဗျာဒီရုပ်ရှင်ဗီဒီယိုကားထဲမှာတော့ခင်ဗျာဆက်လိုက်တော့ရင်ခင်ဗျာစံစာဖြတ်တယ်အရက်ကွက်ကင်ပြီဆိုရင်လည်းစံစာဖြတ်တယ်ဗျအဲ့လိုပဲကျွန်တော်တို့ဒီရင်ဟိုက်တာတို့ဒီခါပေါ်တာဆိုစံစာဖြတ်တယ်ရုပ်ရှင်တွေမှာဒါကြောင့်ကျွန်တော်ဒီအဲ့ဒီအရာကိုကျွန်တော်ပြင်းပြတဲ့ရေးယူတင်တယ်ဗျအဲ့ဒီပြည်စင်နဲ့ပတ်သက်ပြီးတော့ကျွန်တော်ဒီကနေ့မှထပ်တွေ့ရတာကဒီမြန်မာနိုင်ငံဒေဝပညာရှင်များစီကံထိန်းသိမ်းရေးကော်မတီဘိုးကသူတို့ထုတ်ပြန်ထားတယ်ဒါတော့ကျွန်တော်လက်တွေရဲ့သူတို့ရဲ့ဒီကော်မတီပေါ့ဗျာစီကံထိန်းသိမ်းကော်မတီပေါ့သဘောအားလုံးနားလည်အောင်ပြောရမယ်ဆိုရင်တော့အဲ့တော့အဲ့ဒီဖြစ်တဲ့နေရာကအေရန်ဒီတာကြီးဖျားပုံမျိုးနဲ့အမှတ်3ရပ်ကွက်မှာနက်ကအဲ့တော့အဲ့နက်ရိုးရနက်ကနာပွဲပေါ့ဗျာပြည်ကန်တော်တခင်မပူဇော်ကားပြတယ်ဗျာအဲ့တော့ပြည်ကန်တော်တခင်မ
အဲ့လိုကြက်စားလားကြက်ကိုအရှင်စားလားမစားလားမသိဘူးကျွန်တော်တို့ဘက်မှာကျွန်တော်ဘက်မှာလည်းဒီရိုးရနဲ့တွေရှိတယ်ရိုးရနဲ့တွေရှိတယ်ကျွန်တော်တို့အဖေဘက်လည်းရိုးရနဲ့ရှိတယ်အမေဘက်လည်းရိုးရနဲ့ရှိတယ်အဲကျွန်တော်တို့ဘက်မှာရှိတာနတ်ဆက်တော့မယ်ဆိုရင်ကျွန်တော်တို့ကအမတန်တန်ရှင်းရှင်းဒေအိုးကိုခင်ဗျအိုးသက်စီတော်မှစီတတ်စသဖြင့်ပေါ့ဗျာကျွန်တော်တို့ဘက်မှာအဲ့လိုဆက်ကြတာတေးသေးချာချာကိုကြကြနာနာလုပ်ပြီးမှနတ်ပူစော်ကြတာနဲ့ပတ်တိုင်တော့ကျွန်တော်ဒီမြန်မာနိုင်ငံမှာရှိတဲ့လူတွေအားလုံးမကင်းပါဘူးဗုဒ္ဓဘာသာဝင်တိုင်းအားလုံးမကင်းပါဘူးကျွန်တော်ဒီနေရာမှာယုံကြည်တဲ့သူတွေကျွန်တော်စော်ကားတာမဟုတ်ပါဘူးဒီလိုမျိုးဟာတော့ကျွန်တော်လက်မခံသင့်တဲ့အကြောင်းပြောတာပါအဲ့တော့ကျွန်တော်တို့အဖေတွေကျွန်တော်တို့အဖိုးဖွားတွေနတ်တွေတင်ကြတယ်ပြီးရင်ကျွန်တော်တို့ဒီလဲရိတ်တော့မယ်ဆိုလဲနတ်တွေနဲ့ပေါ့ဗျာကျွန်တော်တို့ဒေတာကျွန်တော်တို့အဖိုးဖွားတွေအဲ့လိုကြက်ကြီးတစ်ကောင်လုံးခင်ဗျာအဲ့လိုရင်ဝခွဲပြီးတော့လဲမဆက်ဘူးအဲ့ဒီကြက်ကိုကြော်ဖို့အတွက်ကျွန်တော်အိုးတေချာတန့်တယ်တချို့အိုးသစ်ဝင်နိုင်တယ်ဆိုအိုးသစ်ဝယ်တယ်ကြော်တယ်ကြော်ပြီးမှတိတိကျကျပူဇော်ပတာတာပြီးသွားမှကျွန်တော်တို့စုပ်မိစားကြတော့ကြတာအဲ့ဒီလိုကျွန်တော်ဘဝမှာတခါမမြင်ဘူးအဲ့လိုပဲကျွန်တော်လူပတ်ဝင်ခြင်းမှာဒီလိုမျိုးဒီအသားသိန်း၅သိန်းဒီလိုကြက်ကြီးကိုအရှင်လက်ခေါင်းဆွဲဖြတ်ပြီးတော့စားတာခါမတွေ့ဘူးအဲ့တော့ဒါကြီးတော့ကျွန်တော်တို့စစ်ပါအေးအေးပါပြင်းပြထန်ထန်ဆောင်းပေးတင်ပါတယ်လုံးဝအမြင်လည်းမတည့်နေပါဘူးအဲ့တော့ဒါတွေကလည်းလူကောင်းတွေလုပ်တဲ့အလုပ်မဟုတ်ဘူးခမားကလူကောင်းဆိုရင်ခမားအသားစင်း၅သိန်းမစားဘူးခမားလူကောင်းမဟုတ်ဘူးဆိုရင်တော့ခမားကအသားစင်း၅သိန်းစားလိုက်မယ်အဲ့ဒီလူကခမားဖန်တီးထားတဲ့လူကောင်းမှုတဲ့လူပဲတော်တော်ဆိုးတယ်ပေါ့ဗျာအဲ့ဒီလူရဲ့နာမည်ကကျွန်တော်တို့ဒီမှတ်တမ်းတွေမှာဆိုရင်တော့မှတ်တမ်းတွေမှာတော့သူ့ရဲ့နာမည်တော့သူရေးသားထားတယ်ဗျာသူ့ရဲ့နဂရောနာမည်ဘယ်သူပေါ့ရေးသားထားတယ်ပေါ့အဲ့ဒီမှာကျွန်တော်တို့ဆက်ပြီးတော့ဒီမြန်မာနိုင်ငံဒေဝပညာရှင်များစိတ်ကထင်းကော်မတီဘိုးကသူတို့ထုတ်ပြန်တာတွေ့ရတယ်အဲ့တော့အဲ့ဒီလိုထုတ်ပြန်ချက်ကိုလည်းကျွန်တော်တို့ကြိုးဆိုပါတယ်ကြက်ရှင်အစိမ့်လိုက်စားပြတဲ့ဒီရုပ်သံဗီဒီယိုကိုလူမှုကွန်ရက်မှာတို့တွေ့တယ်ပေါ့ဗျာတွေ့တယ်ဒီပေါ်မှာ online မှာဒါအများပြည်သူဝေဖန်မှုတွေလည်းရှိပါတယ်ကြက်တဲ့အဖျားဖျားနဲ့ပြည့်စုံသောဒေဝရာနတ်မင်းအပေါင်းတို့ရဲ့ရှေ့မှာဒီလိုမျိုးကြက်အရှင်ဟာအစိမ့်လိုက်စားပြပူဇော်ခြင်းဒီအမတမဆက်ဆုပ်ယွန်စားပွဲအတိဖြစ်ပြီးတော့ဒီနတ်မင်းအပေါင်းအားပူဇော်ပါဒယူသေးကြတဲ့ခုနှစ်သားသမီးများကိုလည်းခုနှစ်သားသမီးမှလည်းအထင်မြင်လွဲမစေတယ်ပေါ့ဗျာဒါကဒီလိုမျိုးကိစ္စကကျွန်တော်ဆက်ဆုပ်ယွန်စားပွဲကိစ္စဖြစ်ပါတယ်ဒါမှန်တယ်ဒါသဘောတူတယ်ဒါချမှာပြီးတော့ကျွန်တော်အဲ့လိုမြင်ကွင်းတွေကြောင့်အဲ့လိုအချက်လက်တွေကြောင့်မြန်မာနိုင်ငံဒေဝပညာရှင်များစီကံထိန်းသိမ်းကော်မတီဘိုးကနေပြင်းထန်စွာကန့်ကွက်ဆုတ်ကြပါတယ်အဆိုပါနဂရောအောင်ကိုမင်းကိုကော်မတီလုံထုံးလုံနည်းရဆက်လက်အရေးယူဆောင်ရွက်ရပြင်ဆင်နေပါတယ်တော့ဆိုတာကဒီကတဲ့ဒီချက်ကိုအစိမ်းစားတဲ့ပုဂ္ဂိုလ်အဲ့ဒီပုဂ္ဂိုလ်အဲ့ဒီတယောက်ကိုနဂရောအောင်ကိုမင်းကိုဥပဒေရသူတို့ဆောင်ရွက်မယ်ပဲအဲ့တော့တနည်းအားဖြင့်ကျွန်တော်အရေးယူဆောင်မှုတွေလုပ်မယ်ဆိုပြီးတော့ကျွန်တော်တို့သိရပါတယ်ဒါကကျွန်တော်တို့ကြိုးဆိုပါတယ်ဒါကြောင့်ခင်ဗျားတို့ပူဇော်တဲ့သူတွေကလူကောင်းလားလူဆိုးလားတေချာစဉ်းစားပါပတ်စံအကုန်မခံပါနဲ့အဲ့တော့ခင်ဗျားတို့စဉ်းစားပါလူကောင်းတွေကဘယ်တော့မှအသားစင်း၅စင်းမစားဘူးနတ်ကောင်းတဲ့မြက်တွေလည်းဘယ်တော့မှအသားစင်း၅စင်းမစားဘူးဗျမစားဘူးတချို့ကိစ္စတွေဖန်တီးထားတာလောက်ယူထားတာဒါတွေကိုကျွန်တော်စဉ်းစားနိုင်မှုလိုပါတယ်နောက်တဲ့သတင်းကိုဆက်ပြီးတင်ပြပေးချင်ပါတယ်ဒါကတော့ရုရှားနိုင်ငံပြည်စင်မှာတရုတ်သမ္မတရှီကျင်းပင်နဲ့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီတို့တွေ့ခဲ့တဲ့အချိန်တွေပါအဲ့တော့ဒီသတင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြီးခဲ့တဲ့ရက်ဒီမှာဒါတွေ့ဆုံနိုင်မှုရှိတယ်ဆိုပြီးတော့ကျွန်တော်သတင်းဖော်ပြခဲ့ပါတယ်ဒါကကျွန်တော်နိုင်ငံတွေကဝမ်းသာစရာလည်းတစ်ခုဖြစ်တယ်ပြီးတော့ကျွန်တော်တို့ဒီတရုတ်မြန်မာနှစ်နိုင်ငံပူးပေါင်းဆောင်နေတဲ့စီမံကိန်းကိစ္စတွေဒါအရှိန်အဟုန်နဲ့ကျွန်တော်တို့ဆက်ပြီးသွားမယ်ပြီးတော့ကျွန်တော်ဒီရှမ်းပြည်နယ်မြောက်ပိုင်းအခြေအနေတွေပြီးရင်မြန်မာနိုင်ငံမှာရှိနေတဲ့ပြည်ပကအခြေအနေနဲ့ပတ်သက်ရင်ဒါတရုတ်သမ္မတရှီကျင်းပင်ကဒီအပေါ်မှာသူနက်နက်ရှိုင်းဒါကင်တွယ်မယ်လို့ကျွန်တော်နားလေရတယ်အဲ့တော့ရှင်းပါတယ်လက်နက်ကင်အဖွဲ့တွေအားလုံးကသူတို့ရဲ့ကြောတောင်းနောက်ခံပြုတ်ထားတဲ့နိုင်ငံတစ်ခုရဲ့အထောက်ပံ့မပိုင်ရက်တည်လို့မရဘူးတနည်းအားဖြင့်ကျွန်တော်တို့ KIA ဆိုတာလေတရုတ်ရဲ့ရက်တည်ချက်မပိုင် KIA ရက်တည်လို့မရဘူးတရုတ်နိုင်ငံရဲ့ထောက်ပံ့မှုမပိုင်သို့မဟုတ်ကျွန်တော်ယူနိုက်ပြည်နယ်အစိုးရအဖွဲ့ရဲ့ထောက်ပံ့မှုမပိုင်ရက်တည်လို့မရဘူးအဲ့လိုပဲကျွန်တော်တို့ USA တို့ဒီဘက်ကကျွန်တော်တို့ဒါ MMDA တို့ Myla တို့ TNL တို့ပြီးရင်ကျွန်တော် AA တို့ပဲစသဖြင့်လက်နက်ကင်အဖွဲ့တွေအားလုံးကသူတို့ကိုလက်ခံတဲ့နိုင်ငံတစ်ခုသူတို့ကိုပံ့ပိုးတဲ့နိုင်ငံတစ်ခုမရှိရင်ဘယ်လို့မှရက်တည်လို့မရဘူးတနည်းအားဖြင့်ကျွန်တော်တို့အိန္ဒိယမြန်မာနယ်စပ်မှာရှိတဲ့လက်နက်ကင်အဖွဲ့တွေရှိတယ်အဲ့ဒီလက်နက်ကင်အဖွဲ့တွေကိုအိန္ဒိယအစိုးရကထောက်ပံ့မှုမရှိခဲ့တဲ့အခါကျတော့အဲ့ဒီအဖွဲ့တွေကျွန်တော်မရှင်းနိုင်ခဲ့ဘူးတိုးတော်လည်းပဲကျွန်တော်တို့ဒီအချိန်မှာတော့အခြေအနေတစ်ခုတော့ရှိနေတာပေါ့ဗျာအဲ့တော့ကျွန်တော်တို့မနေ့ကကျွန်တော်တို့ဒီရှီကျင်းပင်နဲ့ကျွန်တော်တို့နိုင်ငံတော်ဝန်ကြီးကြီးရဲ့တွေ့ဆုံမှုအခြေအနေကိုကျွန်တော်တင်ပြပါမယ်အဲ့ဒီမှာကျွန်တော်တို့ဒီမြန်မာနိုင်ငံဘက်ကတော့ဒါနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌအပါဝင်ဒါကျွန်တော်စစ်ဘက်ဆိုင်ရာအကြီးအကဲတွေတစ်ဖက်မှာကျွန်တော်တို့ဒီအရပ်ဖက်ဝန်ကြီးတွေပေါ့ဗျာဝန်ကြီးတွေကျွန်တော်တက်ရောက်တာတွေ့ရတယ်တရုတ်ပြည်သူ့သမ္မတနိုင်ငံဘက်ကတော့ဒါတရုတ်ကွန်မြူနစ်ပါတီရဲ့ဘိုးကော်မတီစသဖြင့်ပေါ့ဗျာတနည်းအားဖြင့်
တရုတ်ကွန်မြူနစ်ပါတီရဲ့ခေါင်းကြီးပိုင်းတွေပေါ့ခေါင်းဆောင်ပိုင်းတွေတက်ရောက်တယ်အဲ့ဒီတရုတ်နဲ့တရုတ်ခေါင်းဆောင်နေတဲ့ဒီမြန်မာခေါင်းဆောင်တို့တွေ့ဆုံတဲ့နေရာမှာတရုတ်ရဲ့ဒီနိုင်ငံခြားရေးဝန်ကြီးဌာနကလည်းဒါမြန်မာနိုင်ငံရဲ့ခေါင်းဆောင်လို့ဒါနာဆာကဥက္ကဋ္ဌကိုသုံးစွဲတာတွေ့ရတယ်ပြီးတော့သူတို့ရဲ့ဒီနှစ်ဖက်တွေ့ဆုံမှုပေါ့နှစ်ဖက်တွေ့ဆုံမှုရဲ့ဒီခုံတွေအပြင်စင်မှာဆိုရင်လည်းပဲနှစ်ဖက်ခေါင်းဆောင်တွေကျွန်တော်မျက်နှာချင်းတိုင်းတွေ့တယ်ဒါဘယ်သူကထိတ်ကထိုင်နေဘယ်သူကအောက်ကထိုင်နေအဲ့လိုမရှိဘူးနှစ်ဖက်အပြန်လန်နှစ်ဖက်ကျွန်တော်တို့ကဒီအပြိုင်ပေါ့အပြိုင်စဝန်းတို့ကိုအပြိုင်ထားတယ်ဟိုဘက်ဒီဘက်ကျွန်တော်တို့ဒီမျက်နှာချင်းတိုင်းတွေ့တယ်ပေါ့အဲ့ဒီဓာတ်ပုံမှာဆိုတော့ကျွန်တော်တို့ဒီနာဆာကဥက္ကဋ္ဌနဲ့ရှီကျင်းပင်တို့ကမျက်နှာချင်းတိုင်းတွေ့တယ်မျက်နှာချင်းတိုင်းကျွန်တော်ပြောကြဆိုကြတယ်ပေါ့ပြောကြဆိုကြတယ်အဲ့ဒီမှာအဲ့ဒီရဲ့တွေ့ဆုံမှုမှာဆိုကျွန်တော်အချက်လက်အချို့ကိုကျွန်တော်ကောင်းထုတ်ပြီးတင်ပြပေးပါတယ်တင်ပြပေးချင်ပါတယ်ပထမဆုံးတွေ့ဆုံမှုကတော့ကျွန်တော်ဒီတရုတ်သမ္မတရှီကျင်းပင်ပေါ့ရှီကျင်းပင်ကဒီမြန်မာနိုင်ငံမှာတွေ့ဆုံရတဲ့ဒီဖြစ်ပေါ်ခဲ့တဲ့ဒီငလင်နဲ့ပတ်သက်ရင်ငလင်နဲ့ဒီပတ်သက်ငလင်အကြောင်းတို့ကြီးမားတော့ဆုံးရှုံးမှုတွေဖြစ်တယ်အဲ့တော့တရုတ်နိုင်ငံအနေနဲ့ကျွန်တော်တို့ဒါမြန်မာနိုင်ငံသူနိုင်ငံသားနဲ့သားတွေရှိမယ်ဒီငလင်ဘေးနဲ့ပတ်သက်ပြီးတော့တို့ပြန်လဲထူထောင်ရေးတို့ဒါဆောင်ရမယ်ပူပေါင်းပြီးဆောင်ရပေးမယ်ဒါငလင်ကိစ္စပါတယ်ပြီးတော့ကျွန်တော်တို့ဒီမြန်မာနိုင်ငံရဲ့အချုပ်အခြာအာဏာမြန်မာနိုင်ငံအချုပ်အခြာအာဏာနဲ့ပတ်သက်ရင်တရုတ်နိုင်ငံအနေနဲ့အများနဲ့အသိမှတ်ပြုတယ်ပြီးရင်ကျွန်တော်တို့မြန်မာနိုင်ငံရဲ့ဖွံ့ဖြိုးတိုးတက်ရေးနိုင်ငံရဲ့အချုပ်အခြာအာဏာပြီးရင်မြန်မာနိုင်ငံတည်ငြိမ်အေးချမ်းရေးကိုတို့အများနဲ့ထောက်ခံအားပေးလျက်ရှိတယ်ပြီးတော့ကျွန်တော်မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက်ဒီငြိမ်းချမ်းရေးလုပ်ငန်းစဉ်များမှာတရုတ်နိုင်ငံကဆက်ပြီးတော့ပါဝင်မယ်ပေါ့နံပါတ်1ကတော့ကျွန်တော်တို့နံပါတ်1ကတော့ငလင်ကိစ္စမြန်မာနိုင်ငံမှာငလင်လုံးတဲ့အတွက်တို့စိတ်မကောင်းဖြစ်ရတယ်အဲ့တော့ဒီမြန်မာနိုင်ငံရဲ့ငလင်ဘေးပြန်လည်ထူထောင်ရေးနဲ့ပတ်သက်ရင်တရုတ်နိုင်ငံကဒါကျွန်တော်တို့ထဲထဲဝင်ပူပေါင်းဆောင်ရမယ်ထဲထဲဝင်ပံ့ပိုးမယ်ပြီးတော့ကျွန်တော်တို့နိုင်ငံတော်ရဲ့အချုပ်အခြာအာဏာနဲ့ပတ်သက်ရင်တရုတ်နိုင်ငံကဒီမြန်မာနိုင်ငံရဲ့အချုပ်အခြာအာဏာကိုလေးစားတယ်တန်ဖိုးထားတယ်ပြီးရင်ကျွန်တော်တို့ဒါမြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက်ရပြီးငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာတို့ပါဝင်မယ်အဲ့ဒီမှာကျွန်တော်ထပ်ပြီးတော့ဒီတက်ချုပ်ကြီးကဒီချိန်နဲ့ပတ်သက်ပြီးတင်ပြတာကဒါငလင်လုပ်ပြီးတော့ဒီ16နာရီအကြာမှာမြန်မာနိုင်ငံကိုတရုတ်ရဲ့ဒါကုညီကယ်ဆယ်အဖွဲ့တွေရောက်လာတယ်အဲ့ဒီအတွက်တို့ကျေးဇူးတင်တယ်ပေါ့ပြည်ကြီးမြန်မာနိုင်ငံပြန်လဲထူထောင်ရေးနဲ့ပတ်သက်ပြီးတော့ဒါရေလိုရေရှည်တရုတ်နိုင်ငံကုညီပေးမှုကုညီပေးရတဲ့လုပ်ငန်းစဉ်တွေပေါ်မှာတို့ဒါကျေးဇူးတင်တယ်ပေါ့ဗျာပြီးတော့ကျွန်တော်တို့တရုတ်နိုင်ငံအနေနဲ့ဒီလိုအပ်သည့်များကိုဆက်လက်ပံ့ပိုးပေးဖို့ပေါ့ဒါမြန်မာနိုင်ငံရဲ့ဒီငလင်ဘေးနဲ့ပတ်သက်ပြီးတော့ပြန်လဲထူထောင်ရေးတွေမှာပြန်ပြီးတော့ကျွန်တော်တို့စဉ်ဆက်မပြတ်လိုအပ်တဲ့အရာကိုကျွန်တော်ဆက်ပြီးတော့ပံ့ပိုးပေးဖို့မြစ်တာရက်ခံတယ်ပေါ့ဗျာဒါတော့ကျွန်တော်တို့ဒီငလင်ဘေးနဲ့ပတ်သက်ပြီးတော့ဒါပြန်ပြီးတော့ကျေးဇူးတင်စကားပေါ့နောက်တစ်ချိန်တစ်ခုကကျွန်တော်တို့ဒီတန်ခင်းသမန်ကိစ္စပါအဲ့မှာကျွန်တော်တို့ဒီတက်ချုပ်ကြီးကနေပြီးတော့ဒီလက်ရှိဖြစ်ပေါ်နေတဲ့တန်ခင်းသမန်ကိနဲ့ပတ်သက်ရင်အတွက်ပြောဆိုမှုကတရုတ်နိုင်ငံအနေနဲ့ဒီမြန်မာအရေးကိစ္စတွေမှာမြန်မာအရေးကိစ္စတွေနဲ့ပတ်သက်ပြီးတော့ဒေတာတွင်းနဲ့နိုင်ငံတကာစာမျက်နှာတွေပေါ်မှာမြန်မာနိုင်ငံဘက်ကနေပြီးရက်တီပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်မြန်မာနိုင်ငံအနေဖြင့်လဲယခုနှစ်ကုန်ပိုင်းမှာပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်စွာကျင်းပပြုလုပ်ပါမယ်လက်ရှိလည်းကျွန်တော်ကြိုတင်ပြင်ဆင်ထားတဲ့အခြေအနေကိုပြောပြရှင်းပြတယ်ပေါ့ဗျာပြီးရင်ကျွန်တော်တို့ရွေးကောက်ပွဲကာလမှာနိုင်ငံတကာကလိလာရေးအဖွဲ့တွေဖိတ်ကြားနိုင်မှုလဲဆောင်းနေတယ်ပေါ့ဗျာဆောင်းနေတယ်ပြီးတော့ကျွန်တော်တို့အိမ်နာချင်းနိုင်ငံများနဲ့အတူပူမြအနာဂတ်ဝင်များတဲ့အတိုင်းဝိုင်းတစ်ခုကိုတိဆောက်သွားမယ်ပေါ့ဗျာစသဖြင့်ကျွန်တော်တို့ပါတယ်ပေါ့ဗျာဒါတော့ကျွန်တော်တို့ဒီတရုတ်မြန်မာနှစ်နိုင်ငံခေါင်းဆောင်တွေရဲ့တွေ့ဆုံမှုပါအဲ့တော့ဒီတက်လဲကျွန်တော်တို့အခြေအနေတစ်ခုပေါ့အခြေအနေတွေပါပါတယ်အဓိကတော့ကျွန်တော်တို့ဒီရွေးကောက်ပွဲကိုလုပ်မယ်ဒီရွေးကောက်ပွဲနဲ့ပတ်သက်ရင်တရုတ်နိုင်ငံကလည်းမြန်မာနိုင်ငံရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့တရုတ်နိုင်ငံကလည်းအားပေးထောက်ခံကူညီမယ်ဒါတော့ကျွန်တော်တို့မနေ့ကတွေ့ခဲ့တဲ့အခြေအနေပေါ့အဲ့မှာနောက်တစ်ခုကကျွန်တော်တို့ဒီမြန်မာနိုင်ငံဆိုင်ရာတရုတ်တန်ယုံရဲ့ဒီထုတ်ပြန်ချက်မှာလည်းတစ်ခုတွေ့ရပြအဲ့ဒီအခြေအနေကိုကျွန်တော်ထပ်ပြီးတင်ပြပါမယ်အဲ့တော့အဲ့မှာဆိုရင်ကျွန်တော်တို့ဒီတရုတ်သမ္မတရှီကျင်းပင်ကဒီဘန်ရိုဒ်ကိုစပြီးတော့ကျွန်တော်တို့အရေးသွေးမြန်မာဆိုအတူတူတိဆောက်သွားမယ့်ကိစ္စတွေပါတယ်အဓိကတော့ကျွန်တော်တို့တရုတ်မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတွေပါတယ်ပြီးတော့အဲ့မှာနောက်ထပ်ဒီစိတ်ဝင်စားပွဲတစ်ခုကဒီသမ္မတကြီးရှီပြောတာကမြန်မာနိုင်ငံအနေဖြင့်ဒီမြန်မာနိုင်ငံရှိတရုတ်ဝန်ထမ်းအဖွဲ့အစည်းစီမံကိန်းများ၏ဘေးကင်းလုံခြုံမှုကိုအာမခံပေးဖို့ပြီးတော့ကျွန်တော်တို့ online လောင်းကစားလိမ်လည်မှုစတဲ့ဒီနယ်စပ်ဖြတ်ကျော်ပြည်မှုကျူးလွန်သူများကိုတိုးမြင့်တိုက်ဖြတ်သွားဖို့မျှော်လင့်ပါတယ်ဒါတော့ကျွန်တော်တို့ဒီသမ္မတကြီးရှီရဲ့ဒီပြောဆိုမှုနဲ့ပတ်သက်ပြီးတော့ဒါကျွန်တော်တို့မြန်မာနိုင်ငံဆိုင်ရာတရုတ်တိုင်ဝမ်နဲ့ထုတ်ပြန်ချက်ကိုကျွန်တော်ပြန်ပြီးတော့ကိုးကားတင်ပြပေးတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒါနိုင်ငံတော်ဝန်ကြီးချုပ်ကြီးနဲ့သမ္မတကြီးရှီကိုတွေ့ဆုံမှုကမြန်မာနိုင်ငံအတွက်ကျွန်တော်တို့ဒါအရွေးတစ်ခုကိုကျွန်တော်မြန်ဆန်ရွေးမှာဖြစ်တယ်ခင်ဗျားတို့ကြိုက်သည်ဖြစ်စေမကြိုက်သည်ဖြစ်စေမြန်မာနိုင်ငံတည်ငြိမ်ရေးနဲ့ပတ်သက်တရုတ်နိုင်ငံကအရေးကြီးတဲ့အခန်းကဏ္ဍမှာတည်ရှိတယ်နောက်တစ်ခါလက်ရှိဒီနာဆာကဥက္ကဋ္ဌပေါ့နာဆာကဥက္ကဋ္ဌကလည်းဒီမြန်မာနိုင်ငံတည်ငြိမ်ရေးနဲ့ပတ်သက်ရင်ဒါသူဒါခေါင်းဆောင်ကြီးဒါကျွန်တော်တို့ဒီမြန်မာနိုင်ငံခေါင်းဆောင်ကြီးပေါ့ဗျာဒါအစွမ်းကုန်စူးစမ်းနေလို့ကျွန်တော်မြင်တယ်လက်ရှိဒီသမ္မတရှီကျင်းပင်နဲ့နာဆာကဥက္ကဋ္ဌတို့တွေ့ဆုံမှုကခင်ဗျားရုရှားကိုတွားလို့အိန္ဒိနာချင်းမလို့နှစ်ဖက်ခေါင်းဆောင်တွေတွေ့ကြတာမဟုတ်ဘူးရှီကျင်းပင်ကလည်းအိန္ဒိနာချင်းမလို့တွေ့ကြတာမဟုတ်ဘူး
ဒီမြန်မာနိုင်ငံကဒီနာဆာကဥက္ကဋ္ဌတို့ရုရှားလာကြတယ်တွေ့ကြမယ်ဆိုပြီးအဲ့လိုတွေ့တာမဟုတ်ဘူးကျွန်တော်တို့တရုတ်သမ္မတရှီကျင်းပင်နဲ့ဒီနာဆာကဥက္ကဋ္ဌတို့တွေ့ဆုံမှုကသူတို့အချိန်ချင်းကျွန်တော်တို့အများကြီးဆွေးနွေးရတယ်နံပါတ်1ကျွန်တော်တို့မြန်မာနိုင်ငံဆိုင်ရာတရုတ်တန်ယုံနဲ့လက်ရှိဒီနိုင်ငံခြားရေးဝန်ကြီးဌာနတို့အချိန်ချင်းဆွေးနွေးတယ်ပြီးတော့ကျွန်တော်တို့ဒီတရုတ်နိုင်ငံဆိုင်ရာမြန်မာတန်ယုံတို့စသဖြင့်တရုတ်အစိုးရနဲ့ကျွန်တော်တို့အချိန်ချင်းဆွေးနွေးတယ်ဆွေးနွေးပြီးမှနောက်ဆုံး final ကြမှာကျွန်တော်တို့ဒီလိုမျိုးဒီနေရာမှာတွေ့ဆုံမှုတွေဖြစ်လာတာအဲ့တော့လက်ရှိဒီကျွန်တော်တို့နှစ်ဖက်အထုတ်ပြန်တဲ့အချက်လက်တွေကအဲ့ဒီအခြေအနေရဲ့ကျွန်တော်တို့ပလေးပါအဲ့ဒီနောက်ပိုင်းမှာဒီထက်နည်းနည်းတဲ့အရာတွေကျွန်တော်ဆွေးနွေးရပါတယ်ဒီထက်နည်းနည်းတဲ့အရာဆိုရင်လက်ရှိဒီမြန်မာနိုင်ငံမှာရှိတဲ့တရုတ်ရင်းနှီးမြှုပ်နှံမှုကိစ္စတွေပြီးရင်ကျွန်တော်တို့တရုတ်မြန်မာနိုင်ငံကုန်သွယ်မှုလမ်းကြောင်းတွေပြီးတော့ကျွန်တော်နယ်စပ်ဒေသပြန်ပြီးတော့ကုန်စည်စီးနိုင်မှုကိစ္စတွေမြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့ပြည်ပကတွေပြီးတော့ကျွန်တော်လက်ရှိကျွန်တော်ပြုလုပ်မဲ့ဒီရွေးကောက်ပွဲဆိုင်ကိစ္စရပ်တွေအဲ့တော့ဒါကနှစ်ဖက်ခေါင်းဆောင်တွေကျွန်တော်တို့မြန်မာနိုင်ငံရဲ့အခြေအနေကောင်းကောင်းကြီးဆွေးနွေးခဲ့ပါတယ်တေချာတာတစ်ခုကတော့ခင်ဗျားတို့ကြိုက်သည်ဖြစ်စေမကြိုက်သည်ဖြစ်စေမြန်မာနိုင်ငံတည်ငြိမ်ရေးအခမ်းကဏ္ဍနဲ့ပတ်သက်ရင်တရုတ်နိုင်ငံကကြီးမားတဲ့အခမ်းကဏ္ဍမှာရှိတယ်ဒါကလက်ကိုလက်ခံမဲ့ကိစ္စအဲ့တော့အခြားသောကျွန်တော်တို့ဒီထိုင်းနဲ့အခြားသောကျွန်တော်အိမ်နာချင်းနိုင်ငံတွေပေါ့ဗျာဒါပါအိမ်နာချင်းနိုင်ငံတွေမှာဆိုရင်ဒီတရုတ်ရင်းနဲ့ပတ်သက်တဲ့သူတို့ဒီဝန်ကြီးဌာနတွေရှိတယ်ပြီးရင်ဒီတရုတ်ရင်းနဲ့ပတ်သက်တဲ့ဒီပညာရှင်တို့တောက်လျှောက်မွေးထုတ်တယ်တောက်လျှောက်ကိုမွေးထုတ်တယ်အဲ့တော့မြန်မာနိုင်ငံမှာလည်းကျွန်တော်တို့ဒီလိုမျိုးရှိလားမရှိတော့ကျွန်တော်သိချာမသိဘူးအဲ့တော့တရုတ်ရေးကျွမ်းကျင်သူပေါ့အဲ့ဒါကခင်ဗျတေးသေးချက်ချက်ဟုတ်ခင်ဗျတေးသေးချက်ချက်ဖွဲ့စည်းရတာတရုတ်ရေးကျွမ်းကျင်သူထိုင်းရေးကျွမ်းကျင်သူလာအိုရေးကျွမ်းကျင်သူပေါ့ဗျာပြီးအိန္ဒိယရေးကျွမ်းကျင်သူဆိုအဲ့နိုင်ငံတကာမှာအဲ့လိုက်အဲ့လိုစတာတွေရှိတယ်အဲ့တော့သူတို့ကဒီအဲ့လိုတွေသိတဲ့အခါကျဒီတန်တန်မှာကျတော့တာသွားတာပေါ့ဗျာအဲ့တော့ဒီတမရာကြီးရှိကသူဘာကြိုက်လဲတမရာကြီးရှိရဲ့ကရောကဘာကြိုက်လဲပေါ့ဗျာဒါအဲ့လိုရှိတယ်အဲ့ဒီတော့အသေးစိတ်ကိုသိတာအဲ့တော့တမရာကြီးရှိဝင်လာရင် तू ကဘဲကာလာကိုကြိုက်တယ်ဘဲအရောင်ကိုကြိုက်တယ်သူ့ကိုဘလူးဂျူမကြိုက်တယ်အဲ့ဒါကဘာလဲဆိုတော့တကက်ဒါကျွန်တော်တို့အချက်လက်အလက်နဲ့ဒီလို data center တွေရှိမှရတာမြန်မာနိုင်ငံမှာတော့ကျွန်တော်တို့အဲ့လို community ရှိမရှိတော့ကျွန်တော်သိချာမသိဘူးကျွန်တော်မသိတာလည်းဖြစ်နိုင်ပါတယ်အဲ့တော့ဒီလိုမျိုးကျွန်တော်တို့ဒီအိန္ဒိယနိုင်ငံတွေရောကမ္ဘာနိုင်ငံတွေရေးရည်နဲ့ပတ်သက်ပြီးတော့ဒီမြန်မာနိုင်ငံမှာကျတန်တမန်နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့အဲ့လိုအဖွဲ့အစည်းတွေများရှိနေကြပါတယ်ဒါကျွန်တော်ရဲ့ဆန္ဒပါအဲ့တော့ရှိရင်လည်းရှိမယ်မရှိရင်လည်းမရှိပါဘူးအဲ့တော့ဒီသေးပြန်ချောရမယ်ဆိုရင်ကျွန်တော်မနေ့ကတရုတ်သမ္မတရှီကျင်းပင်နဲ့ဒီနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌကြီးကိုတွေ့ဆုံမှုကမြန်မာနိုင်ငံအတွက်ကျွန်တော်တို့တကယ်ကိုကျွန်တော်ငြိမ်းချမ်းရေးပန်းနဲ့ပွင့်ဖူးဖို့အတွက်ဒါနိုင်ငံခေါင်းဆောင်တွေစိုက်တူခဲ့တယ်လို့ပြောရမှာဖြစ်ပါတယ်အဲ့တော့ခင်ဗျားတို့ကြိုက်သည်ဖြစ်စေမကြိုက်သည်ဖြစ်စေမကြိုက်သည်ဖြစ်စေဒါနိုင်ငံတော်ဝန်ကြီးချုပ်တကယ်မြန်မာနိုင်ငံပြည်ပြီးတည်ငြိမ်ဖို့အတွက်တကယ်တိုင်းပြုလုပ်နေတဲ့ခေါင်းဆောင်တယောက်ဖြစ်ပါတယ်ဒီစကားကိုအသုံးလို့ခင်ဗျားတို့ကြိုက်ချင်မှကြိုက်ပါလိမ့်မယ်မကြိုက်လည်းရပါတယ်ဒါကကျွန်တော်ပကတိအစီတရားပါပဲအဲ့တော့လာမယ့်ကျွန်တော်တို့2025ရွေးကောက်ပွဲမှာလက်ရှိဒီတက်ချုပ်ကြီးကနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌကြီးကနိုင်ငံတော်သမ္မတတာဝန်ဆက်ပြီးထမ်းဆောင်ရင်လည်းကျွန်တော်တို့ကကြိုးစားရမှာဖြစ်ပါတယ်